အဝိုင်းလည်းမဟုတ်ဘူး princess ကလိုမျိုး4000 shape တွေလည်းမကြိုက်ဘူး emerald ကလိုသွေးကွက်မျိုးကလည်းရိုးရိုးရှင်းရှင်းဖြစ်နေဆိုလို့ရှိရင်ကျွန်တော်ဒီနေ့သွေးကွက်ဆန်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဆိုတော့အဲ့ဒီသွေးကွက်ကကျွန်တော်တို့အဝိုင်းစင်နေလို့ brilliant look လည်းပေါက်တယ်နောက် emerald ကလိုသွေးရမျိုးလည်းရှိတယ်ဗျာနောက်ပြီးတော့ princess ကလိုမျိုး4000သွေးရမျိုးလည်းရှိတယ်ဒါပေမဲ့ princess ကလိုမျိုးလေးပတ်လေးလည်းခြုံထက်မတည်ဘူးဆိုတော့စိန်ရဲ့ durability ကိုမထိခိုက်တဲ့အနေအထားမျိုးမှာဖြစ်တဲ့သွေးကွက်တစ်ခုလို့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဆိုတော့အဲ့ဒီသွေးကွက်က radiant ကလို့ခေါ်ပါတယ်ဆိုတော့ဒီ radiant ကသွေးကွက်တော်တော်များများထဲမှာလူတော်များများမသိကြတဲ့သွေးကွက်တစ်ခုဖြစ်ပါတယ်ဆိုတော့သူဖြစ်ပေါ်လာတဲ့အကြောင်းရင်းကကျွန်တော်ခုနပြောခဲ့တဲ့ customer ရဲ့ pain တွေနောက် customer needs and wants တွေပေါ်မူတည်ပြီးတော့ပေါ်ပေါက်လာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီ video ထဲမှာ radiant ကတွေအကြောင်းကိုကျွန်တော်ဘယ်လိုအခြေအနေမှာဝယ်ယူလို့ရမလဲဝယ်ယူလို့ခါမှာဘယ်လိုမျိုးတိထားစရာသတိထားစရာရှိမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်Okay ဆိုတော့ကျွန်တော်ဒီသွေးကွက်တွေထဲမှာဒီ radiant cat တို့နောက်ကျွန်တော်နောက်ပိုင်းမှာပြောမယ် archer cat တို့ဆိုတော့တော်တော်လေးကို variation များတဲ့သွေးကွက်တွေဖြစ်ပါတယ်ဆိုလိုတာက variation များတယ်ဆိုတော့ကိုလိုသလိုရွေးချယ်ပြီးတော့ဝယ်ယူလို့ရတယ်ပေါ့ဗျာဆိုတော့အဓိကအပြင်ကတော့ length to weight ratio ပါအလျားနဲ့အနံချိုးပါဥပမာကိုကကျွန်တော်အရှိဗီဒီယိုမှာပါတဲ့ emerald cat လို့သွေးကွက်မျိုးကိုကြိုက်တယ်ဒါပေမဲ့ emerald cat လို့သွေးကွက်မျိုးကရိုးရှင်းရှင်းနဲ့ကြည့်ရအရင်ရိုးရှင်းနေရဆိုလို့ရှိရင်ကျွန်တော်ဒီ radiant cat ကို emerald shape ပုံစံ elongated shape မျိုးဝယ်တာမျိုးအဲ့လိုအခြေအနေမျိုးမှာဆိုကျွန်တော်တို့ 1.2:1.5 လောက်ရွေးတာမျိုးဒါမှမဟုတ်ကိုကကျွန်တော်အရင်ဗီဒီယိုမှာပါတဲ့ princess cat လို့4000 shape 4000စိန်လို့သဘောကျတယ်ဒါပေမဲ့ princess cat ရဲ့အားနဲ့ချက်ပြတဲ့လေးဘက်လေးနဲ့ခြုံနေတဲ့နေရာတွေကကိုယ့်အတွက်အဆင်မပြေဘူးစိန်ရဲ့ durability ကိုထိခိုက်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ radiant cat ကို square ဖြစ်ပုံစံမျိုးဝယ်လို့ရမှာဖြစ်ပါတယ်အဲ့လိုမျိုး variation အများကြီးလုပ်လို့ရတာဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်ဝယ်ယူတဲ့နေရာမှာကာလာတန့်စင်မှုလေးနဲ့ကျွန်တော် brilliant cat ဖြစ်တာမလို့ okay တယ်ကာလာနဲ့ကျွန်တော်တို့တော်တော်လေးရှုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ personally ကတော့ဒီအဝိုင်းစိန်တွေဝယ်တဲ့ခါမှာသာကျွန်တော်တို့ IG လောက်တိဆင်းတာပြဿနာမရှိဘူးဒါပေမဲ့ဒီလိုမျိုး brilliant cat လိုမျိုး archer cat လိုမျိုး fancy cat တွေဝယ်ယူတဲ့ခါမှာတော့ကာလာတန့်စင်မှုကို G to H လောက်သွားတာတော့ပို့ပြီးတော့အဆင်ပြေပါတယ်နောက်တန့်စင်မှုအနေနဲ့က brilliant cat လို့ easy ပဲကျွန်တော်တုံအနာလောက်ကိုဖုံးတဲ့နေတာရှိရမလို့ VS connection လောက်ကိုဝယ်လို့ရပါတယ်ဆိုတော့အားသာချက်အနေနဲ့ပထမချက် brilliant ဖြစ်တဲ့ look ကိုပေါက်မယ်နောက်ဒုတိယချက် princess cat လိုမျိုး4000 shape တွေဝယ်လို့ရမယ်ဒါပေမဲ့ princess cat လိုမျိုးလေးဘက်လေးနဲ့ခြုံနေတဲ့ပုံစံမျိုးခြုံထက်တဲ့ပုံစံမျိုးတွေကျွန်တော်မဖြစ်တော့ဘူး durability ကိုပို့ပြီးတော့ကောင်းစေမယ်နောက်ပြီးတော့တတိယအချက်တွေနဲ့ဒီ radiant cat ကတော်ရုံလူမသိသေးတဲ့သွေးကွက်တစ်ခုဖြစ်တာမလို့ကျွန်တော်တို့ fancy cat တွေထဲမှာတော်တော်လေးဈေးနှုန်းသက်သာတဲ့သွေးကွက်တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော် design အနေနဲ့ကဒီ radiant cat တွေကဆိုတော့ဒီက design ကတော့ကျွန်တော်ထုံးစံတိုင်းပဲလိုက်ဖက်တယ်နောက်ဒီ radiant cat နဲ့တော်တော်လေးလိုက်ဖက်တဲ့ design က halo design လေးဗျဆိုတော့ဘေးကနေစိန်လေးကြံပြီးတော့ခတ်တဲ့ design မျိုးအဲ့လို design လေးကတော်တော်လေး radiant cat နဲ့အခက်များပါတယ်ဆိုတော့နောက်ပြီးတော့ကျွန်တော်ဒီ radiant cat ကိုtriangle shape တွေနဲ့တွဲပြီးတော့ 3 stone design လေးခတ်မယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့ design မျိုးဖြစ်ပါတယ် Okay ဒီလောက်ဆိုတော့ radiant cat နဲ့ပတ်သက်ပြီးတော်တော်လေးပြည့်ပြည့်စုံစုံလေးသိသွားမယ်လို့ထင်ပါတယ်အကျိုးရှိမလို့ယုံကြည်ပါတယ်အားလုံးပဲလှပါပြီးတော့တန်ဖိုးနဲ့ထိုက်တဲ့ရတနာလူတိုင်းပိုင်ဆိုင်နေကြပါစေကျွန်တော်ကမြန်မာနိုင်ငံပြည်မောင်စုံစိန်အသိပညာမျှဝေပေးတဲ့ Granite Moon မြန်မာမှာကိုရဲရင်ပါ For those who want more.